ဟိုတည်းနေ့တော့ငါထီပေါက်တော့တဲ့အဖွားကြီးတယောက်ကအခုချိန်នេះပတ်စံမရတယ်ပတ်တယ်ကထီ3ရွက်ဝယ်ထားတယ်3ဆောင်ဝယ်ထားတယ်အဲ့ဒီထီ3ဆောင်မှာဆိုတော့ तू ကမကြည့်တတ်ဘာမတတ်နိုင်ဆိုတော့ဖွားကြီးကပုံမှန်ပဲ तू ကဈေးတွေရောင်းတယ်သူကကစွန်ရွက်တစည်း5ချက်အဲ့လိုမျိုးတော့မရှိတဲ့လူလေအဲ့လိုမျိုးလောက်ကင်စားနေတယ်ဒါပေမဲ့ तू ကလည်းနားမလဲဘေးသားအိမ်ချင်းကလင်မယား2ယောက်ကိုပေးစစ်ခိုင်းတယ်ထီပေါက်လားမပေါက်လားဆိုတာပေးစစ်လိုက်တာနဲ့ဆိုတော့အဲ့ဒီကောင်လင်မယား2ယောက်ကဆိုတော့အဲ့ဒီကောင်ကတော့ထီမပေါက်ဘူးလို့ သူစစ်ပေးပြီးပြီအဲ့ဒါအမိုက်ပုံးကပြစ်ထဲလိုက်တယ်ဒါမဲ့ထီ3ရွက်မှာ2ရွက်ပြစ်လိုက်တယ်1ရွက်ကဖတ်လိုက်တယ်ဒီထီမပေါက်ဘူးလို့ကျွန်တော်အမိုက်ပုံးထဲမှာပြစ်လိုက်ပြီအဲ့လိုမျိုးပြောလိုက်တယ်အဲ့ဖွားကြီးကလည်းဒီတိုင်းပဲပြီးသွားတာပေါ့နောက်1ရက်2ရက်ကြာမှဆိုတော့ဖွားကြီး line ပေါ်မှာတွေ့နေတယ်ဒီနံပါတ်ပေါက်တယ်ဆိုတာကသူ့နံပါတ်လေသူမှတ်မိတယ်အဲ့တော့သူသွားတောင်းလဲဘေးအတော်ထီနံပါတ်ပေးသူပြမရှိတော့ဘူးတဲ့မိုက်ပုံးထဲမှာပြစ်လိုက်ပြီမရဘူးလေအဲ့လိုမျိုးတွေလုံးလုံးမရဘူးလေဘာဖြစ်လဲပေါက်တယ်ဆိုတာကအဖွားကြီးသိနေပြီအဲ့ဒီကောင်လည်းမသိတော့မဟုတ်သိတယ်ဖွက်ထားတာသူများပတ်စံလိုချင်လို့ဒါ6တန်းဒီလူတွေနားမလဲဘူးဆိုရင်တော့ပြီးသွားမှာပေါ့သူမှမသိတာပြီးမှငါတူတူတိတ်လေးနဲ့ပတ်စံတော့ထုတ်မယ်ပေါ့အဲ့လိုမျိုးသူကနောက်ဆုံးတော့မရဘူး CCTV အချက်တွေ CCTV အရာဖွားကြီးဝယ်ထားတဲ့အဲ့ဒီထီလက်မှတ်တွေကိုအကုန်လုံးပြန်စစ်ဆေးပလိတ်တွေလိုက်ပြီးတော့မှအဖွားကြီးဟာမှန်တယ်ဒီကောင်ကဘာလုပ်လဲအဲ့ဒီထီလက်မှတ်တရွက်ကိုမီးရှို့ပလိုက်တယ်ကြည့်ဘလောက်ရစပြန်ပေးလိုက်ရင်ဘာဖြစ်သွားလို့လဲပြန်ပေးလိုက်ရအောင်မှကျွန်တော်ဖွားကြီးသူ့ကိုမဟုတ်ဘူးတွေပါတယ်ပေးအောင်မယ်3သိန်း2သိန်းလောက်ဘာဖြစ်စံဖွားကြီးပြောတယ်လေတကယ်လို့သူဒီတိုင်းစစ်ပေးလုပ်ပေးတဲ့ခါကြိုင်တော့ပေးမှပဲဘာမှမစိုးဟုတ်တယ်မလား6တန်းလေကိုကမနာမလဲဘူးပတ်စံထုံးမတက်ဘူးကြည့်လည်းမတက်ဘူးစင်တော့သူလိုက်လုပ်ပေးတယ်ကိုလည်းအဲ့လိုမျိုးပဲကိုမလုပ်တိုင်းရင်လည်း3သိန်း2သိန်းလောက်ပေးမှာပဲဟုတ်တယ်မလားဒါကလူရဲ့စေတနာရှိနေပြီလားဒီကောင်အဲ့လိုမျိုးမဟုတ်ဘူး तू ကအောက်ချင်တာဒီကိစ္စတော့တိုက်သွားတဲ့ခါကြရင်တော့ तू တယောက်တည်းအောက်မှာပေါ့အောက်တော့အောက်လာအခုထောင်ထဲမှာသွားအောက်နေပြီပြောလိုက်တာတော့ तू တယောက်တည်းပဲဖြစ်တယ် तू မိမမပါဘူးပေါ့မှန်တယ်ကလင်းမြ2ယောက်စလုံးကလဲတာ2ယောက်စလုံးပါတယ်အခုပတ်တယ်အောင်ပတ်စံပြန်ရမလားမရဘူးလားဆိုတော့ရှင်ခဏလေးနဲ့ပဲဘာဖြစ်စင်တော့လက်မှတ်ကမရှိလို့လေ CCTV မှာအစုံရှိတော့ဒီလူကတကယ်ဝယ်ထားတယ်ဆိုတော့နံပါတ်တွေရှိတယ်ဟုတ်ပေမဲ့လေအပြင်မှာတက်သေးမရှိသေးလို့ပလိတ်တွေကဘလောက်ကြီးလုတ်ပေးနိုင်မလဲဆိုတာညှိနှိုင်းနေတယ်နောက်1ရက်2ရက်စင်တော့တရင်တိကျတည်တော့မှာဟုတ်ကဲ့အားလုံးမင်္ဂလာပါဒါကြောင့်လူတယောက်ကိုလွယ်လွယ်နဲ့မယုံကြပါနဲ့လို့ကျွန်တော်မှတ်ချင်ပါတယ်